မင်းကလေးတယောက်ကသူ့ကိုလွတ်ပေးဖို့မျှော်လင့်ချက်မဲ့စွာအမျိုးသားတယောက်ကိုတောင်းဆိုနေတယ်။သူမကကိုဝင်ရှိနေကြောင်းပြောပြီးတနာစီကိုကြိုးစားတယ်။ဒါပေမဲ့အဲ့ဒီလူကကူညီမဲ့အစားရေပြုံးနေတယ်။အမှန်တော့သူဟာလူတက်မှုကိုခံစားရတဲ့စိတ်ယူတို့လူတက်သမားတယောက်ဖြစ်တယ်။အဲ့ဒီညမှာပဲသူမကိုအရန်ရက်ဆက်စွာတက်ဖြတ်လိုက်တယ်။မကြခင်မှာပဲရဲတွေကသူမရဲ့ရုပ်လောင်းကိုရှာတွေ့ကြတယ်။သူမရဲ့မောင်မလေးခင်ကအဲ့ဒီနေရာကိုရောက်လာပြီးသူချစ်ခဲ့တဲ့မင်းကလေးနဲ့မမွေးသေးတဲ့ကလေးကိုမြင်လိုက်တဲ့အခါမခံနိုင်အောင်ဝမ်းနေပြီးပြိုလဲသွားတယ်။အဲ့ဒီအချိန်ကစပြီးခင်ကလူတက်သမားကိုရှာတွေ့မယ်လို့တစ္ဆာပြုလိုက်တယ်။သူည28သူမရဲ့အဖေဖြစ်တဲ့ရဲတပ်ဖွဲ့ဝင်တယောက်ရဲ့အကူအညီနဲ့ခင်ကတန်တရားရှိသူတွေကိုတယောက်ချင်းစုံစမ်းစစ်ဆေးတဲ့နောက်ဆုံးမှာလူတယောက်ကထူးခြားစွာထင်ရှားလာတဲ့ခင်ကသူ့အိမ်ထဲကိုလှုပ်ဝက်ဝင်ပြီးအံ့ဩစရာတစ်ခုကိုတွေ့လိုက်တယ်။အဲ့ဒါကသူမရဲ့စစ်ဆက်လက်စွပ်ပါ။အခုတော့အမှန်တရားကိုသိပြီးသားဖြစ်တယ်။ဒါပေမဲ့ခင်ကရဲကိုမခေါ်ပဲကိုယ်တိုင်ဖြစ်ပေးဖို့ဆုံးဖြတ်လိုက်တယ်။သူည55လူတက်သမားကကျောင်းသူတယောက်ကိုထပ်မံလှုပ်ရှားဖို့စူးစမ်းနေချိန်မှာဟန်ပေါ်လာပြီးသူ့ကိုပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်တယ်။ဒါပေမဲ့မတက်ဘူး။အဲ့ဒီအစားသူ့ခန္ဓာကိုယ်ထဲမှာ tracking device တစ်ခုကိုလှုပ်ဝက်ထည့်လိုက်တယ်ခင်ကသူ့ကိုအသက်ရှင်စေချင်ပြီးနာကျင်မှုကိုခံစားစေချင်တာပဲ။အဲ့ဒီနောက်မှာကြောက်မက်ဖွယ်ကောင်းတဲ့ကစားပွဲတစ်ခုစတင်လာတယ်။လူတက်သမားကဘသူကိုမဆိုနာကျင်စေတိုင်းခင်ပေါ်လာပြီးသူ့ကိုထပ်မံရိုက်နှက်ပြီးပြန်လွတ်ပေးတယ်။သူညတခါတော့ကတိုက်ခိုက်ပြီးနောက်လူတက်သမားကဆေးရုံကိုသွားပြီးသူနာပြုတယောက်ကိုချင်းချောက်နေချိန်မှာခင်ထပ်မံပေါ်လာတယ်။ဒီတစ်ခါမှာတော့ခင်ကသူ့ခြေကနောက်ရှိခန်းတွေကိုဖျက်လိုက်ပြီးသူ့ကိုနာကျင်စွာအော်ဟစ်နေစေပြီးထွက်သွားတယ်။နောက်ဆုံးမှာလူတက်သမားကတခုခုမမှန်ဘူးဆိုတာသဘောပေါက်လာတယ်။သူ့ခန္ဓာကိုယ်ထဲမှာ tracking device ရှိနေတယ်ဆိုတာကိုသိသွားတယ်။ဒါကြောင့်ခင်ကအမြဲတမ်းသူ့ကိုရှာတွေ့နေတာပဲ။အဲ့ဒီကြောင့်သူက device ကိုထုတ်ပစ်ပြီးပြန်တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်တယ်။သူည55နောက်တစ်နေ့မှာခင်ကသူမရဲ့အိမ်ကိုသွားတဲ့အခါကြောက်စရာကောင်းတဲ့မြင်ကွင်းတစ်ခုကိုတွေ့လိုက်တယ်။သူမရဲ့အဖေကိုတက်ပြီးသူမရဲ့ညီမလေးကိုလည်းတက်ထားတယ်။ဒါဟာလူတက်သမားရဲ့လက်တုပ်ပြန်မှုပါ။အဲ့ဒီနောက်မှာသူကလမ်းထဲမှာပဲတာမန်လူလိုပြုတ်မှုပြီးရဲကိုကိုယ်တိုင်လက်လွတ်လိုက်တယ်။ဒါပေမဲ့ခင်ကရဲလက်ထဲရောက်သွားရင်သူ့ရဲ့လက်တုပ်ပြန်မှုမပြီးဆုံးနိုင်ဘူးဆိုတာသိတယ်။သူည20ဒါကြောင့်ခင်ကမမျှော်လင့်ထားတဲ့အရာတစ်ခုလုပ်လိုက်တယ်။ရဲကားကိုတိုက်ခိုက်ပြီးလူတက်သမားကိုဆွဲထုတ်ကကိုယ်တိုင်ပြန်လဲဖမ်းဆီးလိုက်တယ်။သူ့ကိုလူမရှိတဲ့နေရာတစ်ခုကိုခေါ်သွားပြီးနာကျင်စွာပြန်လဲနှိပ်စက်တယ်။ဒါပေမဲ့လူတက်သမားကတော့အမြဲတမ်းရည်နေတယ်။နောက်ဆုံးမှာခင်ကနောက်ဆုံးထောင်ချောက်တစ်ခုချထားလိုက်တယ်။လူတက်သမားကိုချီနှောင်ပြီးလေပင်ပေါ်မှာဓာကြီးတစ်ချောင်းကိုချိတ်ထားတယ်။အဲ့ဒီဓာကိုတကားနဲ့ချိတ်ဆက်ထားတယ်။တကားဖွင့်လိုက်တာနဲ့ဓာကကျလာမယ်။မကြခင်မှာလူတက်သမားရဲ့မိသားစုရောက်လာပြီးတကားကိုဖြည်းဖြည်းလေးဖွင့်ဖို့လက်တင်လိုက်တယ်။တကားဖွင့်လာတဲ့အချိန်မှာပဲဓာကကျလာဖို့စတင်လာတယ်။သူည50ဒါပေမဲ့အရေးကြီးဆုံးမိကုန်းကတော့လက်တော့ပြန်မှုကခံမှုကိုစိတ်အေးချမ်းမှုပေးနိုင်မလားဒါမှမဟုတ်သူ့မှာချက်ရှိနေတဲ့အရာအလုံးကိုပဲဖျက်ဆီးပြမလား